အားလုံးပဲမင်္ဂလာပါအန်နာပါအန်နာတို့ပြန်လဲဆုံလေးကြပါမယ်နော်ဒီနေ့မှာတော့အန်နာကဒေါ်ဆိုတဲ့တရေခင်းလေးကိုအန်နာဆွတ်ပြထားတယ်နောက်ပြီးအန်နာရဲ့တငယ်ချင်းတွေနဲ့စုံတော့အန်နာတို့လူစုံတက်စုံပါနော်အန်နာကြောက်ထဲတော့မစုံရုံအမှန်တိုင်းပဲကြောက်လို့ကဲဒါကတော့အန်နာဟိုတယ်ရဲ့ lobby မှာထိုင်နေပါတော့ lobby မှာထိုင်နေတငယ်ချင်းတွေကိုစောင့်နေပြီးရင်အန်နာတို့ဒက်လီကနဲ့တွားကြတော့မယ် okay let's go အန်နာနဲ့တူလိုက်ခဲ့ကြပါကဲဒါကတော့အနာတို့ဒက်လီကားထဲမှာပါဒက်လီကားထဲကနေအနာတို့ဆက်ခွန်ဆိုအောက်ထပ်ကိုဆင်းတာပေါ့နော်အောက်ထပ်ကိုဆင်းနေโอเคပြောရဆိုရင်လည်းအနာတို့ဟိုတယ်ရှိရဲ့အထက်ကိုရောက်ရှိလို့လာပြီပေါ့နော်ဘာမှလည်းမရှိဘူးဒါပထမဆုံးအနာတို့ကတကားတွေဖွင့်ရမှာဆိုတော့တွေရှာရမှာပေါ့နော်ဒီမှာအနာတငယ်ချင်းရှိရနေသူကတော့ရှာတွေးသွားရဲ့အကြတော့အနာသူ့နောက်ကနေပဲအေးဆေးဆေးလိုက်တော့ပေါ့နော်နောက်ပြီးအနာကဒီကိန်းကိုအနာတယောက်ထဲလဲနှစ်ခါလောက်တော့စော့ဘူးတယ်ပေါ့နော်နည်းနည်းတော့နားလေတယ်ဒါပေမဲ့အခန်းကြီးအများကြီးတော့မရောက်ခဲ့လိုက်အောင်73ကျော်14လောက်ပဲရောက်လိုက်တယ်ပေါ့နော်အခုဒါသူတို့နဲ့မှထက်ရောက်မှာပေါ့ဘာတော့မိုးချိုးပြတာလားအော်လန့်လိုက်တာမိုးချင်းတာလားမသိတရေလားလားမသိတော်တော်ကိုသူတို့တော့ကနေလိုက်တာအနာမသိဇပွဲရင်မပတ်စံလိုက်ရှာနေအိုးရှစ်သွားပြီကောင်မလေးနဲ့တွေ့ပြီအဲ့တရေကကောင်းမလေးလို့ပြောသူ့ကိုကြည့်လို့မရသူ့ကိုကြည့်လို့ရှင်မျက်စိမမြုံလေသူ့ကိုကြည့်လို့ရှင်အန်နာတို့ကတွေးနေပြီးသိရပါတော့အန်နာအရင်တစ်ခေါက်တယောက်တည်းစော်တော့ကသူ့ကိုကြည့်မိရနှစ်ခါတော့မှကြည့်မိရဆိုတခါလေးရှော့တာအမတန်းသိရပါတော့ Wow အဲ့တော့ဘယ်ရောက်တော့ရုံကုလူလောက်ခေါ်ကြပါအောင်အန်နာတယောက်တည်းကြောက်တယ်မသွားရင်အချက်ပါအောင်သူတို့ဘယ်ရောက်တော့ကြရင်သူအန်နာကပတ်စံယူနေလိုက်တယ်အော်ဒီမှာတွေ့โอเคthank you သူနောက်ကနေပဲအန်နာလိုက်သွားတော့မယ်ပေါ့နော်အနာလိုက်သွားလိုက်ပါအောင်မေโอเคဒီမှာကိုလူတွေက3ရက်အနာလည်းဆို4ရက်ပေါ့နော်အနာ4ရက်တူစောကြတာโอเคပတ်စံလည်းရှာရင်ပေါ့နော်ပတ်စံလည်းရှာသေးယူရသေးရပေါ့လေပတ်စံလည်းရှာရတယ်အနာတို့တော့ရည်လည်းရှာရတယ်ပေါ့ဒါအနာအခန်းဘယ်လောက်ကြီးထိရောက်မလဲဆိုတော့မသိသေးဘူးပေါ့နော်ပထမတစ်ခေါက်နှစ်ချိန်စောတော့ကအနာ73 14ထိပဲဒါအာနာကုန်ပဲအဲ့ဒါတော့မပိုးဒီတစ်ခေါက်တော့မသိသေးဘူးဘယ်လောက်ထိရောက်မလဲဆိုတော့ဒါကတော့ပတ်စံနေယူမယ်စနေယူပြီးရင်အနာသူတို့နောက်ကနေလိုက်မယ်ပေါ့နော်သူတို့သွားမယ်နောက်ကနေဘယ်သွားကြမှာလဲသူတို့ကဘာရှာနေကြရလဲမသိအဲ့ဒီဗီဒီယိုလေးတွေနောက်ပြီးဒီဂရင်အောက်တွေဆိုပုံလို့ရတယ်ခုဒါဆိုအနာဂရင်အောက်ထဲမှာဝင်ပုံနေရပါတော့ဒါဆိုပြန်ထားလိုက်တရေလာလို့ရှိရင်အနာဒီဂရင်အောက်တွေမှာပုံလို့ရတယ်ပြီးလို့ရှိရင်ဗီဒီယိုတွေထဲမှာဝင်ပုံလို့ရတယ်နည်းနည်းတော့ကြောက်စရာတော့ကောင်းတယ်ပေါ့နော်ဒီထဲမှာစော့ရထိတ်တလန့်နဲ့ကဲကိုလူဆုံအလားလို့16ရမယ်လीနော်သူရှာမတွေ့သေးဘူးတော့မျိုးကိုကတော့ရှာနေရတာနောက်တစ်ခါထပ်ထွက်ဖို့တော့လိုနေဆိုတော့ဒီမှာတော့တွေ့ဒီခန်းနေတော့အလားသိခဲ့ဒီမှာတော့โอเคကဲအလားတရေမှလည်းလာတွေ့နေကွာသူ့ကိုတွေ့လို့ရှိရင်အနာတော့ခေါင်းငုံပြီးသွားလိုက်လို့ရှိရင်ဘာမှတော့အနေရမပြူဘူးပေါ့နော်အနာတော့ခေါင်းငုံပြီးသွားလိုက်ရဲ့အဲ့ဆိုနည်းနည်းလေးအဆင်ပြေသွားပြီပေါ့နော်ကဲအနောက်တစ်ခါအခုချိန်နေတော့4ယောက်စလုံးရှိသေးရပေါ့နော်ဘာမှတော့မဖြစ်သေးဘူးသူမတယောက်မှမသိသေးဘူးဒါပေမဲ့ခုနကဟာကိုမျက်လုံးကိုနည်းနည်းကြည့်မိတော့သွေးလေးနည်းနည်းတော့လျှော့တာပေါ့နော်ဒီမှာဒီခန်းမှလားမသိဘူး14ပေါ့နော်14ရောက်လာပြီโอเคမီးရနဲ့ဟိုတယ်မီးရနဲ့မိတ်ဖြစ်လို့ရှိရင်တော့ပုံးစရာနေရရှာရတာပေါ့နော်ပုံးစံနေရရှာအဲ့ဆိုလို့ရှိရင်တကယ်တရေလာတာပေါ့တကယ်နော်အနာဘီယိုလည်းဝင်ပုံလိုက်အောင်မယ်ဘလူးကြီးနဲ့ထွက်လာမှလည်းမသိဘူးကွာရှစ်အတန်ကြီးအော်ကြားရတယ်တုံးတာဘာလဲငါမကြည့်အောင်လားသူသွေးရောနေလို့ကြပါအောင် Oh my god သွေးကိုတော်တော်ကိုရောကြသွားကြည့်အောင်အဲ့နဲ့သူလည်းသွားပြီဆိုတော့အနာထွက်လာပါတော့ဒီမှာအနာတငယ်ချင်းနေနဲ့အနာပြန်သွားကြည့်ရသူတို့ပြောတယ်ငါသွေးတော်တော်ရောသွားပြီလို့ရအောင်လို့အဲ့နဲ့သူတို့လာခဲ့ပြီးလို့ရှိရင်နဲ့ပါလေအနာတို့အဲ့ထဲမှာပါတယ်ကွာသိရမလားပလတ်shit ပြောရင်းနဲ့ကွာအတန်သွေးနေနဲ့ခေါင်းတွေအောင်ငုံမိနေ What ဘလိုက်ကြီးပေါ်ချလာတာကွာဘာလားဒီညမှာတွန်းကရှော့သွားတယ်ဒီမှာနောက်တယောက်ကပေါ့နော်တငယ်ချင်းတယောက်ကရှော့သွားတယ်ရုပ်တရက်ကြီးပေါ်လာဆိုဟုတ်တယ်လေမော့နေတန်တိုင်းနဲ့ဘယ်သူမှရှောင်းနေချင်မရလိုက်ဘူးဟာသူဘာလုပ်လဲသွားကြည့်လိုက်တိတ်မကြောက်ရှာဘူးကျိုးနိုင်ရနဲ့မျက်နှာနဲ့တောင်းဟဲ့သူကဘာလုပ်နေဒီမှာသူတို့ညကမျက်နှာပြောင်းနေပါတော့အ
အဲ့ဒါလည်းခဏနေအောင်နဲ့ဟာတဲ့ဒီဂိမ်းရဲ့ရာဇဝင်အဲ့မျက်လုံးအကြောင်းကိုလည်းသူရှင်းပြမယ်ဟဲဒီလောက်တရေလိုက်လို့အသေးအတန်ပြေးနေရပါဆို तू ကရှင်းပြအောင်မယ်ဆိုဘာလဲပေါ့နော်ပြီးကြမှာရှင်းပြလို့လားအရင်ဆုံးတော့ဖွင့်ပြီးနောက်တစ်ခန်းကူးမယ်လို့အဲ့မှာတော့ဖွင့်ပြီးနောက်တစ်ခန်းကူးကြအောင်လဲရိတ်စိတ်တော့ဒါဘာလို့ရလဲမသိဘူးလဲစာရေးတဲ့စတဲ့ငါ့ကိုစောင့်ကြပါအောင် wait 3ယောက်ပဲကျန်တော့တယ်အဲ့တော့3ယောက်ထဲကျန်တော့တယ်နည်းနည်းတော့စိတ်လူလျှောက်ဖို့ကောင်းတယ်ပေါ့နော်3ယောက်တည်းမောင်မဲတယ်ဘာမှလည်းမရှိဘူးဘူးကြောက်အတန်ဟွာလုံးပြီးတော့သွားနေဒါနောက်တစ်ခန်းပွင့်သွားရေโอเคထောင်27တောင်ရောက်လာပြီဘာလို့လဲအိမ်မစိုးပါဒါပတ်စံယူပါဘောနော်ပတ်စံယူပြီးလို့ရှိရင်သူတို့စီမှာပြောမှဆိုလို့ရှိရင်မြန်တဲ့ဟာပေါ့ဒီတောက်လိုက်လို့ရှိရင်ပလင်းလေးပေါ့ပလင်းလေးအဲ့ဒါတောက်လိုက်လို့ရှိရင်မြန်သွားပေါ့အဲ့3ပလင်းရတယ်နှစ်ပလင်းတော့တောက်လိုက်တယ်ပေါ့နော်နှစ်ပလင်းတော့တောက်လိုက်တယ်တော်တော်လေးအားပြတ်နေဒါကတော့ပတ်စံယူနေတာသူများတွေကသေးရှင်ဖြစ်နေလို့ပြေးနေတဲ့အချိန်မှာဒီခန်းဟုတ်တယ်ဒီခန်းမှာအဲ့ဒါတို့တရေမှလာတာပေါ့နော်မီးရမိတ်တော့ဖြစ်ပြီးတရေမှလာသူတို့တွေကပုံဖို့နေရပြေးရှာဒီပတ်စံမရမချင်းယူနေတယ်တကယ်အဲ့တို့ဒီမှာပြေးကြမယ်ပေါ့နော်မစေးပလင်းယူရတယ်ကင်တာလာအဲ့လိုက်ခဲ့တော့ပြေးခဲ့တော့မီးရမိတ်တော့ဖြစ်နေရအဲ့လည်းโอเคဆိုမှအဲ့ကြမှာတဲတန်ပြေးရတာပြီးကြမှာတွေ့မိတွေ့ရအခန်းနဲ့ဝင်ပြေးရတာတော်ပါသေးရဲ့23မကြည့်မှတာပါဒီညမှာတရေမှလာနော်ဂရင်းရောက်တဲ့ဝင်ပုံနော်ဒီညကြောက်လုံးလို့တကယ်လို့ခန်းပွင့်ရေးတဲ့ခန်းမပွင့်ကွာဒုက္ခပဲမသိရောဆိုတွေ့ရခန်းနဲ့ဂရင်းရောက်တဲ့ဝင်ပုံလိုက်တော့ရောမရတော့ရေးတဲ့ဆိုလိုင်းကလေရက်နေကြည့်လိုက်လာပြီ shit Oh my god လမ်းလိုက်တာချီတော့ဘာတော့ဘယ်ပေါ်ဆိုလို့ပါကုလူလူရေတရင်လာသည်ဘာမှမသိချီရောက်ကြရင်ပေါ်လာတကယ်လက်အဝါပဲအဲ့သူတို့နောက်ကနေဆက်လိုက်ခဲ့တယ်ပေါ့နော်ကဲဒီညမှာစကားလေးနည်းနည်းတော့ပြောလိုက်ပါအောင်မယ်YouTube channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်channel ထဲမှာuser name ကိုထည့်ပေးထားပါတယ်နဲ့တူတူ game တွေလာဆော့လို့ရပါတယ်ကတရက်နဲ့တရက်မတူညီတဲ့ game လေးတွေကိုဆော့ပြပေးသွားမှာဖြစ်တဲ့အတွက်ရဲ့ YouTube channel လေးကိုအမြဲတမ်းစောင့်ကြည့်ပေးကြပါအောင်နော်ကဲ let's go ဒါကတော့တို့တော့ရှာနေပါဘောနော်တော့ရှာတယ်နောက်တစ်ခန်းကူဖို့တို့တော့ရှာတယ်နောက်တစ်ခန်းပွင့်သွားပြီသွားပြီပေါ့နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ခန်းဒီမှာ29မှာပါဖြစ်ပါလေ oh shit တေးပါပြီဘာလားလို့ရုပ်တရက်ကြီးပေါ်တော့တေးတော့မှာပဲစကားပြောနေအောင်ရှိသေးနောက်ကကူဝါကြီးသွားပြီကဲဒါကတော့special အနေနဲ့ထည့်ပေးထားပါတော့တို့နောက်ခန်းနေအများကြီးမှာဘာတွေတွေ့ကြုံနိုင်လဲဆိုတာထည့်ပေးထားပါပေါ့ကဲရဲ့ပြီးဆုံးပြီးဒါလေးကိုဆက်ကြည့်ပေးကြပါအောင်နော်ဒီနောက်ထဲမှာဘာတွေပါလဲဆိုတော့လည်းမသိသေးဘူးလားသူစော့ထားတာလိုက်ကြည့်တာ oh shit ဗီနိုပေါ်လာတရက်အတိုင်းလားလည်းဒီအခန်းနေဒီမရောက်သေးဘူးသူရောက်တာဆိုတော့သူပြောတယ်နောက်မှလိုက်ပြီ run ပြေးတော့မဟုတ်တယ်တရေမသူတောင်းနေတာတရေမကြီးသူကတော့တော်တော်သွားလိုက်နိုင်တယ်ကဲရဲ့ဗီဒီယိုဒီလောက်နဲ့ပဲရှင်းထားလိုက်အောင်မယ်နောက်နေ့ဗီဒီယိုမှာဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းပြီးဘယ်လိုမျိုးပျော်စရာကောင်းတဲ့ game တွေကိုတင်ဆက်သွားမယ်ဆိုတာနဲ့တူတူဆောင်ကြည့်ကြအောင်နော်ကဲအားလုံးကိုချစ်တယ် bye bye see you ဘေးနားမှာတရေလက်တွေအများကြီး